ဈေးကွက်အတွင်းဘီလက်မြေဈေးနှုန်းတွေကိုဈေးနှုန်းမြင့်တင်ရောင်းချတဲ့ဆောင်းလုပ်ရေးပစ္စည်းဆိုင်62ဆိုင်ကိုတည်ဆဲဥပဒေနဲ့အညီအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။မလ28ရက်ကဖြစ်ပွားခဲ့တဲ့မန္တလေးငလင်ကြီးလှုပ်ခတ်မှုနဲ့ဆက်ဆက်ပြီးဈေးကွက်မှာဘီလက်မြေဝယ်လိုအားမြင့်တက်ခဲ့တာကြောင့်အစမတန်ဈေးနှုန်းမြင့်တင်ရောင်းချခြင်းမရှိစေဖို့အတွက်နေပြည်တော်ကောင်စီနယ်မြေရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းပဲခူးတိုင်းစကိုင်းတိုင်းရှမ်းပြည်နယ်တို့မှာရှိတဲ့မြို့ကြီးတချို့မှာရောင်းဝယ်နေတဲ့ဆောင်းလုပ်ရေးပစ္စည်းဆိုင်တွေကိုတာဝန်ရှိသူတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေကဧပြီ23ရက်ကကွင်းစင်းစစ်ဆေးဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။တာဝန်ရှိသူတွေပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေကဆောင်းလုပ်ရေးပစ္စည်းဆိုင်320ကိုစစ်ဆေးတွေ့ရှိချက်တွေအရဝယ်ရင်းဈေးထက်အမြတ်ရာခိုင်နှုန်း10%ကနေ15%အထိအမြတ်ယူရောင်းချလျက်ရှိတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်30ဝယ်ရင်းဈေးထက်အမြတ်ရာခိုင်နှုန်း15%နဲ့အထက်အမြတ်ယူရောင်းချလျက်ရှိတဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်32ဆိုင်နဲ့ဘီလက်မြေအိတ်တွေကိုမတမာတဲ့နီးလန်းနဲ့ပြုလုပ်ရောင်းချတဲ့တောင်ကြီးမြို့အနောက်မြို့ပတ်လမ်းရတနာသေးရီရက်ကွက်မှာဖွင့်လှစ်ထားတဲ့ပြည်စုံအောင်အိမ်ဆောက်ပစ္စည်းအယောင်းဆိုင်ပိုင်ရှင်ပါဝင်ရှေဦးတို့ကိုတည်ဆဲဥပဒေနဲ့အညီရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနဲ့အိမ်ဆောက်ပစ္စည်းတွေကိုဈေးနှုန်းမြင့်မားစွာမြင့်တင်ရောင်းချသူတွေကိုလည်းဆက်လက်ဖော်ထုတ်ရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရလို့သိရပါတယ်။